မိထီလာမျိုးနယ်မှာသူများစုထားတဲ့စုကျင်းငွေတွေသုံးပြီးဖုန်းဝင်ခဲ့တဲ့အမျိုးသမီးကိုခင်မွန်ဖြစ်သူကဓာတ်စီလောင်ပြီးမီးရှို့ခဲ့တာကြောင့်ဩဂတ်လ18ရက်နေ့မန္တလေးစစ်ရုံကြီးမှာတေဆုံးသွားခဲ့ကြောင်းမြို့ကန်တွေစီကသိရပါတယ်ဖြစ်စဉ်မှာမိထီလာမျိုးပြည်သားရမြောက်ပိုင်းရက်ကွက်ဘောလုံးကွင်းရှိ9လမ်းမှာနေထိုင်သူမတ်စပယ်အောင်ခေါ်မတ်စုတီရီအောင်29နှစ်ကိုခင်မွန်ဖြစ်သူကဩဂတ်လ17ရက်နေ့ည9နာရီခွဲအချိန်မှာသူများတွေစုထားတဲ့စုကျင်းငွေကိုအသုံးပြုကဖုန်းဝင်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ဓာတ်စီလောင်ပြီးမီးရှို့ခဲ့တာပဲဖြစ်ပါတယ်။အိမ်နီးချင်းတို့ဦးကဆေးရုံတင်တဲ့နေ့ကဆရာဝန်က90လို့ပြောပါတယ်။ဒါပေမဲ့တဖြည်းဖြည်းတက်တာလာပြီးဖုန်းတွေဘာတွေတောင်ပြောလာနိုင်တဲ့အထိတိုးတက်လာခဲ့တယ်။ဒါပေမဲ့သူညမသား2လသားလေးဆုံးပြီး2နာရီအကြာမှာပဲအဲ့ဒီအမပါဆုံးသွားတာ။တူဝင်းကြီး2ယောက်လုံးတရက်တည်းသွားလေရောဆုံးလဲပြီးရောညကြီး3နာရီလောက်သူတို့အိမ်ကဘသူမှမရှိပဲနာနာချင်းချင်းအော်ဟစ်တန်တွေရုံရင်းဆန်ခတ်အတန်တွေကြားရပြီးပြောင်းဆန်နေရောအဲ့အမဓာတ်စီလောင်ပြီးမီးရှို့ခံခဲ့ရတဲ့ညကအတန်တွေအတိုင်းပဲတနာစရာကောင်းလောက်အောင်ကိုတအားအော်တာအခုဘေးအိမ်မှာနေတဲ့ကျွန်တော်ဦးလေးနဲ့သူ့မိန်းမဆိုရင်ကြောက်လို့မနေနိုင်ပဲတခြားအိမ်ကိုပြောင်းနေရပါတယ်လို့ဆိုပါတယ်ဒေသခံတူဦးကစုမဲစုထားတဲ့သူများငွေတွေကိုသူ့မိန်းမကယူပြီးဖုန်းဝယ်လိုက်တာကြောင့်စိတ်ဆိုးပြီးအခုလိုလှုပ်လိုက်မိတာလို့ပြောတယ်ဓာတ်စီနဲ့ပတ်ပြီးမီးကျင်းနဲ့ရှို့လိုက်တာညာရဲချင်းမန္တလေးစေးရုံကြီးတင်ရတယ်6ရက်လောက်ကုရတယ်ရှေးရက်တွေကတတ်တာတလို့ရှိနေပေမဲ့ဒီနေ့ဆုံးသွားတာလို့ဆိုပါတယ်အချုပ်တော်မီဒီယာစာမျက်နှာတွေပေါ်မှာမတ်စပယ်အောင်ကိုမီးရှို့သူတရက်ခန့်ဟာယနေ့အချိန်ထိထွက်ပြေးလွတ်မြောက်နေစေရှိတယ်လို့ဆိုပေမဲ့ဖြစ်စဉ်ကိုသိရှိထားသူဒေသခံတွေနဲ့အိမ်နီးချင်းများကတော့တရက်ခန့်ကိုမတ်စီဆိုင်လန်းထဲမှာညာရင်းချင်းပဲဖမ်းမိပါတယ်အဲ့ဒီနေ့ကလေးကအမှတ်3ရဲစခန်းကအချုပ်တဲကိုရောက်နေတာပါယောက်ျားကရဲစခန်းမှာရှိပါတယ်တည်င်းအတိအကျမသိပဲရန်တမ်းမပြောကြပါနဲ့လို့ဆိုကြပါတယ်တည်င်းတွေကိုမတူပွဲပြားတဲ့ရှုထောင့်ကနေရှုမြင်ခန်းစားခြင်းနဲ့မှုခင်ဖြစ်ရမှန်ရဲ့နှုတ်ကွက်တွေလှုပ်ရချက်တွေကိုသိရှိခန်းစားခြင်းနဲ့ဆိုရင်တော့17 Media Voice ကို Subscribe လုပ်ထားပြီးတင်လွင်ဆန်းတဲ့သတင်းအမျိုးအစားအသစ်တွေကိုရယူခန်းစားနိုင်ပါတယ်ရှင်တေဆုံးသူမတ်စပယ်အောင်ရဲ့ဖခင်ဖြစ်သူဦးအောင်ကိုကတော့သူများစုထားတဲ့စုကျင်းငွေတွေယူသုံးပြီးဖုန်းဝယ်လိုက်လို့အခုလိုမီးရှို့တက်ခံရတယ်ဆိုတဲ့အချက်ကိုပြင်းပြင်းထန်ထန်ညှင်းဆိုထားပြီးတင်မယားချင်းစကားများရန်ဖြစ်ရမှာဓာတ်စီလောင်မီးရှို့ခံရသည့်ဖြစ်ရတာဖြစ်ကြောင်းဖြစ်စဉ်အမှန်ကိုမသိပဲထင်ရမြင်ရဆွဲတွေးရေးသားနေကြတဲ့မိထီလာကသတင်းသမားများအနေနဲ့မိမိတို့တင်ထားတဲ့ post များကိုပြန်ဖြတ်ပြီးနင့်နာသူမိန်းကလေးရဲ့မိသားစုကိုတရားဝင်တောင်းပန်ပေးရအတိပေးအကြောင်းကြားအပ်ပါကြောင်းမတ်စပယ်အောင်ရဲ့ထွက်ဆိုချက်မှာသူမယောက်ျားဟာအယံမိုးပြီးမိမိခန္ဓာကိုယ်ကိုဓာတ်စီနဲ့ပတ်ပြီးမီးရှို့ခဲ့ကြောင်းနဲ့ကျူးလွန်ချိန်မှာအိမ်တကားပိတ်ပြီးပြုလုပ်ခဲ့တာကြောင့်ရည်ရွယ်ချက်ရှိရှိကျူးလွန်ခဲ့ကြောင်းအခိုင်အမာထွက်ဆိုခါခဲ့တာကြောင့်တပတ်စောင်းနှင်းတလို့ရေးသားပြောဆိုခဲ့တဲ့သူများမိမိတို့တင်ထားတဲ့ post များကိုဖျက်သိမ်းပြီးနင့်နာသူမိန်းကလေးရဲ့မိသားစုကိုတရားဝင်တောင်းပန်မှာရန်တတိပေးလိုက်ပါတယ်လို့ဆိုပြီး social media ကနေတဆင့်ကြေညာခဲ့ပါတယ်။ဒါအပြင်မတ်စပယ်အောင်နဲ့ပတ်သက်တဲ့ထူးခြားဖြစ်စဉ်တစ်ခုကိုအလွန်တရာထူးဆန်းသောတိုက်ဆိုင်မှုသို့မဟုတ်အံ့ဩစရာကောင်းတဲ့တန်ရောစင်လို့အစချီပြီးမတ်စပယ်အောင်နဲ့အတူရှေးမနှောင်းခင်တည်ဆုံးသွားခဲ့ရတဲ့2လသားကလေးငယ်အကြောင်းကိုဝေမျှခဲ့ပါတယ်။အဆိုပါကလေးငယ်ဟာမတ်စပယ်အောင်ဓာတ်စီလောင်မီးရှို့ခံခဲ့ရပြီးအချိန်မှာပဲအပြင်းအထန်ဖျားနာခဲ့ရပြီးဝေဒနာစခံစားခဲ့ရတာပဲဖြစ်ပါတယ်။ဒီအကြောင်းကိုဦးအောင်ကိုက2လသားအရွယ်တူလေးဖြစ်သူဟာလူဘဝကိုစားရောက်လာကြတဲ့ကမအေးဖြစ်သူထက်အတော်ကိုပိုပြီးခင်တွယ်တယ်။အတော်ကလည်းဒီတူလေးနဲ့ပတ်သက်ရင်ဘယ်အရာကိုမှမငြင်းယူခဲ့ဘူး။တိုက်ဆိုင်လိုက်ပုံကအတော်ဖြစ်သူဆေးရုံတင်လာရတော့တူဖြစ်သူကလည်းနောက်နေ့ဆေးရုံတင်ရတယ်။အတော်ဖြစ်သူတက်တာလာချိန်မှာသူလည်းတက်တာတယ်။ဒါပေမဲ့ဩဂတ်လ16ရက်နေ့မှာဘလို့မှမတက်နိုင်တော့ပဲကလေးလေးကိုလက်လွတ်လိုက်ရတယ်။အဲ့ဒီအချိန်မှာပဲတက်တာလာပြီးဆိုတဲ့အတော်ကလည်းရုတ်တရက်ယောဂထဖောက်ပြီးတူလေးနောက်ကိုလိုက်သွားရတယ်ဘဝအဆက်ဆက်အခုလိုအဖြစ်ဆိုးမျိုးတွေကင်းဝေးပါစေသမီးဦးနဲ့မြေဦးလေးရဲ့ပြုံးခဲ့သမျှကုသိုလ်အဆူဆူကိုအမျှပေးဝေပါတယ်တာတို့ခေါ်ပြီးကောင်းရမွန်ရဘဝမှာရောက်ရှိခံစားနိုင်ပါစေကလေးတို့ရေလို့ဆိုပြီးဝေမျှပြောပြထားတာကိုမြင်ရပါတယ်အဲ့ဒီနောက်မတ်စပယ်အောင်ရဲ့နာရေးကြော်ညာဆိုင်ဘုတ်ကိုလူမှုကွန်ရက်ပေါ်ဝေမျှခဲ့ကကွယ်လွန်သူမတ်စပယ်အောင်ခေါ်မတ်စုတီရီအောင်အသက်29နှစ်ရဲ့ရုပ်အလောင်းကိုဩဂတ်လ18ရက်နေ့မှာမန္တလေးတိုင်းဒေသကြီးမိထီလာမြို့နယ်ပြည်သာယာရက်ကွက်ရှိမဟိုယာတုတ်တံမှာတကြိုမှာဖြစ်ကြောင်းအသိပေးခဲ့ပါတယ်။အဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးများတင်ပါတယ်။ 17 Media Voice ပါနောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်။